Hello everyone. ဒီနေ့ကတော့ Unit 3 I am doing ဆိုရဲ present continuous tense ကိုသင်ပါပါ Okay ပုံလေးတွေကိုကြည့်လိုက်ကြမယ်နော် A မှာကကောင်မလေးပါလုပ်နေလဲကြည့်လိုက်ပါဦးသူကပြောရဲ I am eating ငါစားနေတယ်ကြည့်လိုက်ပါဦးသူလည်းအခုပဲစားနေရနော် Okay ပြောမယ်ဆိုရင် she is eating သူမစားနေတယ် she isn't reading သူစာဖတ်နေတာမဟုတ်ဘူးဟုတ်ပြီနောက်တစ်ပုံကိုကြည့်လိုက်ပါဦးမိုးတွေမရွာနေဘူးလားဟုတ်တယ်နော်ရွာနေတယ် It's raining မိုးရွာနေတယ်အဲ့လိုမျိုးသုံးမယ် The sun isn't shining နေမသားနေဘူးတဲ့ Okay နောက်တစ်ပုံကိုဆက်ကြည့်ကြမယ်သူတို့ဘာလုပ်နေလဲပြေးနေရနော်ဟုတ်တာပေါ့ We are running တဲ့သူတို့ကပြောရင်ငါတို့ပြေးနေတယ်တဲ့ဒီမှာအောက်ကကျတော့ They are running သူတို့ပြေးနေကြတယ် They aren't walking သူတို့လမ်းလျှောက်နေတာမဟုတ်ဘူးတဲ့ဟုတ်ပြီတို့က present continuous tense လို့ပြောလိုက်တာနဲ့သူ့ရဲ့ form ကိုသိရမယ် am is are plus for ing ဆိုတဲ့ပုံစံလေးပါဟုတ်ပြီနော်ကြည့်လိုက်ကြရအောင် I ဆိုရင် am တခုရဲ့နဲ့ပဲတွဲပါတယ် he she it ဆိုရင်တော့ is နဲ့တွဲမယ် we you they ဆို are နဲ့တွဲတာအကုန်လုံးသိချပြီးသားဖြစ်မှာပါ Okay ကြည့်အောင် I နဲ့တွဲမှာ I am working ငါအလုပ်လုပ်နေတာ I am not watching TV ငါ TV ကြည့်နေတာမဟုတ်ဘူး Maria is reading ကောင်မလေးတယောက်တည်းမလို့ is နဲ့သုံးတယ် is plus for ing ပေါ့ Maria is reading a newspaper သူသတင်းစာဖတ်နေတာ She isn't eating သူစားနေတာမဟုတ်ဘူး The bus is coming ကားလာနေပြီ Okay we you they နဲ့ပတ်သက်တာလေးကြည့်လိုက်ရအောင် We are having dinner ငါတို့ညစာစားနေတာ You are not listening to me နေငါပြောတာနားထောင်မနေဘူးအမ you ဆိုတော့ AI နဲ့တွေ့ထားရဲ့ The children are doing their homework ကလေးတွေကသူတို့အိမ်စာကိုလုပ်နေကြတယ် The children ဆိုတော့အများလေအဲအကြောင်းမလို့အားကိုသုံးပါတယ်ဟုတ်ပြီ MS plus ing ကိုဘယ်အချိန်မှာသုံးလဲဆိုလို့ချင်း something that is happening now အခုဖြစ်နေတဲ့အရာတွေကိုပြောချင်တဲ့အခါမျိုးမှာသုံးတယ် Okay နော်အခုချက်ချင်း at the time of speaking ကိုယ်စကားပြောနေတဲ့အချိန်တွင်းမှာဖြစ်နေတဲ့ဟာအခုလုပ်နေတဲ့ဟာအဲ့လိုဟာမျိုးတွေဆိုရင်တို့က is are plus for ing နဲ့သုံးမယ်နော် Okay example လေးကိုကြည့်ကြမယ် Please be quiet ကျေးဇူးပြုပြီးတော့တိတ်တိတ်လေးညီပါ I am working ငါအလုပ်လုပ်နေလို့ပါ Okay အမှဆိုသူခုလုပ်နေတာ Look ကြည့်လိုက်ပါဦး There's Sarah လေးဟိုမှာ No she is wearing a brown coat သူအညိုရောင်ခေါင်းအင်ဂျီလေးကိုဝတ်ထားတယ် Okay အမှခုအချက်ချင်းသူဝတ်ထားတာသူတွေ့လိုက်တဲ့အချိန်မှာသူမကဝတ်ထားတာအဲအကြောင်းမလို့ miss က ing နဲ့သုံးထားတာ The weather is nice ရာသီဥတုကကောင်းတယ် It's not raining အခုမိုးမရွာနေဘူးအဲ့လိုပြောချင်တာ Where are the children ကလေးတွေဘက်မှာလဲ They are playing in the park သူတို့ပန်းခြံထဲမှာကစားနေကြတယ်အဲ့လိုမေးလိုက်တဲ့ချိန်မှာကလေးတွေကကစားနေတော့မယ်ရှိသေးတယ် Okay နော် We are having dinner now ငါတို့အခု dinner စားနေတာ Can I call you later အမင်းကိုနောက်ပြီးကြရင်ဖုန်းခေါ်လို့ရမလား Okay နော် You can turn off the television မင်း television ကိုပိတ်လိုက်လို့ရတယ် TV ပိတ်လိုက်လို့ရတယ်ပြောတာကွာ I am not watching it ငါအဲ့ဒါကိုကြည့်မနေဘူးခုရုပ်ရှင်ကြည့်မနေဘူးပြောချင်တာဟုတ်ပြီချေရောspelling မှာပေါ့နော်စလုံးပေါင်းမှာဆိုလို့ချင်း COME cam တို့ write တို့ dance တို့အဲ့လိုဆိုလို့ချင်းချေရော e လေးကိုဖြုတ်ပြီးတော့ ing ပေါင်းပါတယ်နောက်တစ်ခုကကြည့်အောင် RUN run တို့ SIT sit တို့ swim တို့အဲ့စကလုံးလေးတွေရဲ့ဒီနောက်ဆုံး ending စကလုံးလေးရဲ့ရှေ့မှာဆိုလို့ချင်း AEIU ဆိုရယ် vowel လေးတွေပါနေရပေါ့နော်အဲ့လိုမျိုး vowel လေးတွေပါနေလို့ချင်းနောက်ဆုံးအလုံးကိုနှလုံးဆင့်ပြရပါတယ်RUN run ဆိုရင် RUNNING running sit ဆိုရင် sitting swim ဆိုရင် swimming okay နော်ဒီမှာ line ဆိုလို့ချင်းတော့ LYING lying ပေါ့နော်ဟုတ်ပါပြီဒီနေ့ရဲ့ present continuous tense လေးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ see you in the next video